နေခင်းအနှဲငယ်မိုးရွာနေတဲ့နေ့မှာတငယ်ချင်း၃ယောက်မင်းထက်ဇော်လင်းနေထက်တို့ဖိတ်နှစ်ကသွားဖို့တောင်ဘက်ကိုထွက်လာကြတယ်ဒီနေ့တော့အလွန်ပျော်စရာကောင်းမဲ့နေ့ပဲနော်လို့ဇော်လင်းပြောလိုက်တယ်မင်းထက်ကကားမောင်းရင်ဖုန်းလိုင်းမရှိတဲ့နေရာသွားရင်တော့ပဲလို့ရေးတယ်လမ်းကတဖြည်းဖြည်းလူမရှိတဲ့တောလမ်းဖြစ်လာတယ်ညမောင်လာပြီးမိုးကပိုကြီးလာတယ်ကိုကမစိတ်နှောက်ပျောက်သွားပြီးလမ်းပြောက်တယ်လို့ဖြစ်သွားတယ်အဲ့ဒီအချိန်မှာလမ်းဘေးမှာအိမ်ဟောင်းတစ်လုံးထင်ရှားလာတယ်မိုးလဲကြီးနေတော့မင်းထက်ကားရက်လိုက်တယ်ဒီမှာတညတည်းပြီးမနက်မှပြန်ကြမယ်လို့ဆုံးဖြတ်ကြတယ်အိမ်ထဲဝင်လိုက်တာနဲ့အေးတဲ့လေတစ်ခုတိုက်လာတယ်လို့ခံစားရတယ်အိမ်ထဲကတိတ်ဆိတ်လွန်းနေမိခလုတ်ကိုနှိပ်လိုက်တော့မိကတောက်တောက်ပွင့်ပြီးပြန်လာနေတယ်နေထက်ကဒီနေရာမတော်ဘူးထင်တယ်လို့အပြောနဲ့ခံစားချက်မကောင်းဘူးည9နာရီသူတို့အခန်းတစ်ခုထဲမှာအတူတူအိပ်ဖို့ပြင်နေကြတယ်ရုတ်တရက်ထုတကားကို3ခါတီးတီးခောက်တန်ထွက်လာတယ်သူတို့3ယောက်ပြန်လည်ကြည့်ကြတယ်ဘာတူလဲတိတ်ဆိတ်တယောက်မှမဖြေဘူးဇော်လင်းလန်းပြီးတကားဖွင့်လိုက်တယ်အပြင်မှာဘာတူမှမရှိဘူးဒါပေမဲ့လမ်းပေါ်မှာရေဆိုးခြေရာတွေအိမ်ထဲကိုဝင်လာနေတယ်ည7 နာရီနေထက်ရေသွားတောက်ဖို့ထွက်သွားတယ်တခါတည်းရက်တန့်သွားတယ်လမ်းမထဲမှာအမျိုးသမီးတစ်ယောက်ရက်နေတယ်အဝတ်အစားဟောင်းစပင်ရှိမျက်နှာမမြင်ရဘူးအဲ့ဒီအမျိုးသမီးတဖြည်းဖြည်းလှည့်လာတယ်မျက်နှာကမရှိဘူးနေထက်អော်ပြီးအခန်းထဲပြန်ပြေးလာတယ်အပြင်မှာတယောက်ရှိတယ်မင်းထက်နဲ့ဇော်လင်းမယုံသေးဘူးဒါပေမဲ့အဲ့ဒီအချိန်မှာအခန်းထဲကမီးပိတ်သွားတယ်အမှောင်ထဲမှာအသက်ရှူတန်းတစ်ခုမကြားတဲ့နေရာကထွက်လာတယ်ဟေ့မင်းတို့လားဘယ်သူမှမဖြေဘူးဒါပေမဲ့သူတို့နောက်ကနေလူတယောက်လမ်းလျှောက်တန်ကြားရတယ်မင်းထက်မီးပြန်ဖွင့်လိုက်တယ်ဘယ်သူမှမရှိဘူးဒါပေမဲ့နေရန်ပေါ်မှာရေဆိုးလက်ရာတစ်ခုတကားဘက်ကိုညွှန်ပြထားတယ်ည2 နာရီတကားတွေသူ့ဘာသာသူပိတ်ပွင့်နေတယ်ခြေရာတန်တွေလမ်းမထဲမှာလှုပ်ရှားနေတယ်ဇော်လင်းတုံနှုတ်ပြီးဒီမှာနေမရတော့ဘူးဖတ်ကြမယ်သူတို့3ယောက်တကားဘက်ကိုပြေးသွားကြတယ်တကားကိုဖွင့်လိုက်တော့အပြင်မှာအရင်လမ်းပြန်ပေါ်လာတယ်ဒါပေမဲ့နောက်ကနေမထွက်နဲ့ဆိုတဲ့အတန်တစ်ခုအနီးကနေထွက်လာတယ်သူတို့မလှည့်ကြည့်တော့ဘူးကားရဲကိုပြေးတက်ပြီးမင်းထက်အင်ဂျင်စတင်နေကားကတစ်ချက်တုံပြီးဆက်မလုပ်ချင်တယ်လို့ဖြစ်တယ်လာပါစေလို့သူတို့ဆူတောင်းနေတယ်နောက်ကနေကားပေါ်ကိုတခုခုလှမ်းတက်လာသလိုအတန်ထွက်လာတယ်ရုတ်တရက်ကားဆက်လဲလာတယ်မင်းထက်ကားအပြည့်နှိပ်ပြီးလမ်းကိုထွက်ပြေးသွားတယ်ကားမောင်းနေစဉ်နေထက်နောက်ကြီးမှန်ကိုကြည့်လိုက်တယ်ကားနောက်ထိုင်ပေါ်မှာအမျိုးသမီးတစ်ယောက်ထိုင်နေတယ်သူអော်လိုက်ချင်ပေမဲ့နောက်တစ်စက္ကန့်မှာဘယ်သူမှမရှိတော့ဘူးမနေ့ရောက်ပြီးမြို့ထဲပြန်ရောက်ကြတယ်သူတို့3ယောက်တိတ်ဆိတ်နေကြတယ်အဲ့ဒီအိမ်ကိုပြန်မသွားတော့ဘူးလို့ဇော်လင်းပြောတယ်2 ရက်ကြာပြီးနောက်မင်းထက်ကားကိုတန်ရှင်းနေတယ်ကားနောက်ထိုင်ကုန်ပေါ်မှာရေဆိုးခြေရာတစ်ခုကျန်နေတယ်သူတို့ထွက်ပြေးနိုင်ခဲ့တယ်ဒါပေမဲ့တယောက်ကတော့သူတို့နဲ့အတူလိုက်လာခဲ့ပြီဆိုတာကိုသူတို့မသိကြဘူးနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုတင်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe နှိပ်ပေးသွားပါဦးနော်